မင်္ဂလာပါဒီနေ့တရုတ်ရှိနေနေရသေးတော့ Jasmine အိမ်ကအပိုင်းနှစ်ထဲမှာရှိရဲဈေးနှုန်းတင့်ပြီးတော့ပြင်ဆင်မိသားတိုက်ခန်းတဲ့လုပ်ငန်းပေးဆက်ပေးခြင်းပါတယ်တိတ်လုံးကို white color နဲ့သုံးပေးထားတာမို့လို့ကြက်တွေအဖြာဖြာနဲ့ပြည်စုံတဲ့အိမ်လေးတစ်လုံးပဲဖြစ်ပါတယ် Food decoration ပြင်ပေးထားတာမို့လို့အသင့်နေထိုင်အောင်ပဲဖြစ်ပါတယ်ဒါပြီးတော့ master bedroom လေးဖြစ်ပါတယ် ဒါတော့ single bedroom လေးပဲဖြစ်ပါတယ်ဒါလေးကလည်းနောက်တစ် single bedroom တစ်ခန်းပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီအခန်းထဲမှာ master တစ်ခန်း single နှစ်ခန်းဆိုပြီးတော့အသင့်နေထိုင်အောင်အနေထားပြင်ဆင်ပေးထားပါတယ်ဒီလေးအကျယ်ဝန်းကတော့1150 square feet ရှိပြီးတော့ဈေးနှုန်းအဖြစ်3300ဖွင့်ဆိုထားပါတယ်ရှင်စိတ်ဝင်စားလို့ဆက်သွယ်စုံစမ်းမေးမြန်းခြင်းနဲ့ဆိုလို့ရှင်တော့တီတို့ရဲ့မြတ်ဆက်အောင်ရဲ့ estate ကိုဆက်သွယ်စုံစမ်းမေးမြန်းပါရှင်နောက်ပြီးဒီမှာတင်ပြပေးကြအောင်နော်